္ဂလာပါချိုးလေးနည်းနည်းလေးပေါ့ဝင်ပြဝင်ပြပါလို့နော်ချိုးရဲ့ဖြစ်ရမှန်လေးပေါ့အမျိုးကိုတက်ပြီးထားပြီးတော့ချိုးမှန်တိုင်းပြောပြပါမယ်အမေနိုင်ငံတိုင်းနဲ့ပတ်သက်လို့ပေါ့နော်ဘဝမှာအကြုံတွေ့ခဲ့မှုတဲ့ဦးတော်တော်ပပုံမမပေါ့နော်အားလုံးယုံကြည်သူတွေ comment လေးမှာခဲ့ပေးနိုင်ပါတယ်ကိုတွေ့ဖြစ်စီလေးတွေပေါ့နော်ကျမရဲ့ကိုတွေ့ဖြစ်စီလေးကိုဒီဗီဒီယိုလေးနဲ့အမှတ်တရပြောခွင့်ပြုပါယုံကြည်သူတွေတက်ပေါ်ရှင်မယုံကြည်ကြော်သွားလိုက်ပါအခုတုံးပြပါနဲ့လို့ပြောရှင်ပါတယ်ကျမလေး2019ဝန်းကျင်ကအိမ်မက်မှတ်ပါတယ်ကျမအယုတ်ကျွဲကြီးပေါ့နော်ကျမလာခွေတယ်လာခွေတဲ့အချိန်မှာအဲ့တော့ကျမဘာလို့မှတ်လဲဆိုရင်အဲ့တော့ကျမမှတ်ရ1ပေါ့နော်1ဆိုတော့ကျမစိတ်မှာစပင်လုပ်တယ်မမတွေကကျမကိုမဲသားလက်ဆောင်ပေးရရှိစေတနာနဲ့ပေးတော့ကျမကလည်းအဲ့ဒီမဲသားကိုတပိတ်တာလောက်ရတယ်ပေါ့နော်30သားလောက်ပဲကျန်တယ်90သားလောက်ကဖုတ်သွားတယ်ပုတ်တော့ကျမမလွတ်ပြပဲလေကျန်တဲ့ကက်ကက်ကိုကျမကြော်စားတယ်ပေါ့နော်ဒီတော့3မိနစ်ထဲပြောတာဆိုတော့နည်းနည်းပြောလိုက်ပေါ့နော်ထားပါတော့အမှစားပြီးနောက်ပိုင်းမှာအိမ်မက်တာရှင်မကြိုက်ဘူးဆိုတဲ့သဘောပေါ့နော်ကျမတွေးလာခွေတယ်ခွေတဲ့အချိန်မှာကျမအိမ်မက်ထဲမှာတရဏဂုံရွတ်တယ်မရဘူးအိမ်မက်ကမလို့ပေါ့နော်အိမ်မက်ထဲမှာကျမပူလောင်ပြီးကြောက်နေတာပေါ့နော်နောက်တစ်ခုကျမအမေတမီတောင်းမှပါတယ်လို့3ချိန်ပဲတဲ့အချိန်မှာကျမအိမ်မက်လန့်လို့တယ်2019ဝန်းကျင်မှာကျမ Facebook မှာတော့ post တင်တာသေးရဲ့ယနေ့မှစပြီးမဲသားမစားတော့ပါဆိုပြီးတော့ငယ်တန်းပြောရင်အမဲသားဆိုတာမစားတဲ့အကြောင်းအရာပါကျုပ်ဆရာတော်ပြိုင်တရားမှာကျမနာဘူးတာတော့ကျမတို့ကျေးဇူးရှင်နေမှာပါတယ်ပေါ့နော်ဒါကြောင့်မလို့ကျေးဇူးရှင်အသားကိုတော့မစားခိုင်းတာပါအဲ့တော့စားတဲ့လူတွေဘာမပြောနော်ဒီကမစားတော့ပို့ပြီးတော့ကျမတို့ကောင်းတာပေါ့ရှင်ရှင်လေးချောင်းသားဆိုတော့လေဘာပြောကျမအတွေကလှူလိုက်တယ်ရှင်လှူပြီးနောက်ပိုင်းလေးကနေပြီးကျမစီးပွားဒီလိုတက်လာတာပါ2019ကနေစလို့ကျမဆိုင်ပြောင်းလိုက်တယ်ပေါ့နော်ထိုင်တာရဖက်ကိုလေစီးပွားကြပြီးတော့အဲ့ပါအမေကိုအဲ့ဒီကလှူပြီးနောက်ပိုင်းမှာတိုက်ဆိုင်ပေါ့ကျမကုသကောင်းမလုပ်တာလည်းပါတယ်ကျမကံညာဝရိယလည်းပါတယ်ကျမတိတိတတ်တာ2025ထိရောကျမအစမပြေဘူးဆိုတော့တရက်မှမရှိဘူးရှင်တခုပြီးတခုလိမ့်ထန်နိုင်လဲအောင်မြင်နေရှင်အခုလည်းတော့အောင်ပွဲလာထိုးတာပေါ့နော်နောက်ထပ်ကျမဒီသတင်းချုပ်ပေါ်လာကျမရဲ့အမေကတော့လာပြတဲ့သဘောပါပဲအိမ်ကမေမေကိုလည်းကျမတေချာပြုစုစောင့်ရှောက်သလိုဒါမမြင်ရတဲ့မေမေပေါ့နော်ဒါမှကျမစိတ်ထဲမှာဒီအမေရှိရပေါ့နော်အဲ့တော့မေနိုင်ငံမေတော်နဲ့ပတ်သက်ပြီးတည်ထားတဲ့လူတွေတက်ထားတဲ့လူတွေအတွေ့အကြုံရှိထားတဲ့လူတွေဘူးတတလေးတွေကျေးဇူးပြုပြီးမှတ်ခဲ့ပေးပါလို့ရှင်တောင်းဆိုပါတယ်ချိုးမျက်နှာဝဲကြည့်လိုက်ချိုးဘယ်လောက်ပျော်နေလဲဆိုတာကြည့်လိုက်နော်အဲ့တော့မိဘမေတ္တာရှုံးလေးလုံးပါတယ်အားလုံးပဲလက်ရှိမိဘတွေကိုလည်းဘယ်လိုပြောမလဲရှိတဲ့လူတွေပေါ့နော်မိဘမေတ္တာခံယူပါချိုးရတော့ဘယ်တော့ပဲဘဝမှာဘာတွေပဲအခက်ခဲကြုံချိုးရတော့ကအဲ့ဒါတွေ easy ကိုရင်မှာပဲအရန်လွယ်လေးဖြစ်ကြော်နိုင်တယ်ပေါ့နော်နောက်ကျမအရန်ပျော်နေလို့တချို့ကမေးတယ်မချိုးဘာတွေစားပြီးပျော်နေရလဲဘာဖြစ်လို့ပျော်နေရလဲလို့မေးကျမမေတ္တာတွေစားပါတယ်ရှင်ခொနဲ့သားလေးမေတ္တာတွေလည်းကျမခံယူပါတယ်နောက်ကျမပြုသမျှကုသိုလ်တွေလည်းထပ်တူရပါစေလို့ပေးပါတယ်ရှင်ကျမတတ်နိုင်ဆုံးဒီထက်အများကြီးလိမ်မာနေပါတယ်သိလားဒီပေါ့နော်ခြိုက်ပေးနေကျမအကိုကြီးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျမဘကိုးတိုင်းမှာမွေးတယ်ဘကိုးသူပါပဲပေါ့နော်အားလုံးပဲဘကိုးသူဘကိုးသားလုံးလည်းရှိခင်ပါတယ်လို့ပြောချင်ပါတယ်ဒီနေရာကိုလည်းယုံကြည်ကတော့လာကြည့်ပါဆောက်ရှောက်ပါလိမ့်မယ်နောက်တစ်ခုခொနဲ့သားလေးအားလုံးဘေးကင်းကြပါစေလူအစနာအကုန်ပြကြပါသေးတယ်လောက်ပဲပြောခွင့်ရလို့ပေါ့နော်ဖွင့်လို့ပေးပါထပ်ပြီးပြောချင်တာမိနစ်300လောက်ထပ်ပြောချင်သေးတာဒါပဲအားလုံးစစ်တာကျေးဇူးမိတ်သမီးပါ